အားလုံးပဲမင်္ဂလာပါရှင်။စာရေးဆရာတာတေးရေးတဲ့မဖဲဝါရဲ့အိမ်ဆိုတဲ့စာအုပ်ထဲကမဖဲဝါရဲ့အိမ်ဆိုတဲ့ဇာတ်လမ်းကိုအတန်ထွက်ဝတ္ထုအဖြစ်တင်ဆက်ပေးလိုက်ပါတယ်ရှင်။မဖဲဝါရဲ့အိမ်တာတေးတို့ကြုံလိုက်ရင်အထူးဆန်းတွေကြည့်ပဲဗျ။ဘဝချသွားတဲ့ကျုပ်ကြီးစားလှရင်ကိုအောင်လန်းဆရာတယောက်ကမွေးပြီးခိုင်းစားမလို့လုပ်တာကိုကျုပ်မှာအသေးအတန်ကိုကဲခဲ့ရတာဗျ။ဒါပေမဲ့ဗျာမဖဲဝါကြီးရိုက်ချလိုက်လို့ဒူးထောက်ပြီးသွေးတွေပွက်ပွက်အန်နဲ့တာနောဆိုတဲ့အောင်လန်းဆရာကြီးကိုကျုပ်မျက်စီထဲဆွဲနေလို့ဗျာမနေ့ကိုဖျောက်ပြေးရတယ်ဒီတုန်းကဇရက်ပေါ်ကိုတက်လာတာကျုပ်ဖြင့်လှရင်မှတ်နေတာလက်ဆက်သက်တော့မဖဲဝါကြီးဖြစ်နေတာကိုဗျအဲ့ဒီညကလေးကမဖဲဝါကရုပ်ပြောင်းရုပ်လဲလုံနိုင်နေဆိုတာကျုပ်သိသွားတာဗျမဖဲဝါကတရေဆိုပေမဲ့ဘဝတစ်ခုမှလှုပ်ခဲ့တဲ့ကုသိုလ်ကံအထောက်ပံ့ကြောက်ထင်တယ်ဗျကာမစိတ်တိလို့ခေါ်တဲ့အစွမ်းတွေရှိနေတာပေါ့ဗျာ။ຫນွေတော့ရောက်ပြီ။ဒါပေမဲ့ကျုပ်တို့ညမှာကအေးထက်ကလေးမကုံသေးဘူးဗျ။နေပူလို့ညချမ်းဆိုတဲ့တပေါင်းလာလေဗျာ။လွတ်ပြီးအေးတာတော့လည်းမဟုတ်ဘူးဗျ။နေလို့ကောင်းရုံပေါ့။ညဆိုကျုပ်တို့ရွာသားတွေတော်တော်နဲ့မအိပ်ကြဘူးဗျ။ဟိုအိမ်သွားလေဒီအိမ်သွားလေပေါ့ဗျာ။ကျုပ်တို့တော်တလေးဆိုတာလဲဒါပဲပျော်စရာရှိတာမဟုတ်လား။ကျုပ်ကတော့သူများအိမ်သွားလေခဲ့တယ်ဗျ။ညဆိုရင်ကျုပ်စီကိုတယောက်မဟုတ်တယောက်လာလေကြတာတခါတလေတော့လဲစကားကောင်းပြီးလူလင်ပြန်ချိန်ကြက်သွန်တန်ကြားမှထပြန်ကြရောမြို့တချို့ကတော့ခေါင်းကြီးချချိန်ကြက်သွန်ချိန်ဆိုရင်ပြန်တာပါပဲအဲ့တဲ့ပြန်တော့ကျုပ်လဲဝိုင်းတကားပိတ်ပြီးအိယာဝင်တော့တာပေါ့ဗျာကျုပ်ကညောင်ကုန်းကပြန်လာတာဗျနောက်ရိုင်းသွင်းချိန်ရှိသေးတယ်ညူတွေကြလို့ပြို့မိုးမချုပ်ခင်ထနောင်းကုန်းပြန်ရအောင်ကျုပ်ခတ်တုတ်တုတ်ရှောက်နေရတာဗျညောင်ကုန်းဆိုတာကဗန်မွေးကုန်းရဲ့မြောက်ဖက်ကြတယ်ဗန်မွေးကုန်းကနေတနားရီလောက်ရှောက်ရသေးတာဗျရှောက်ရင်းနဲ့ဗန်မွေးကုန်းကိုလှမ်းမြင်နေရပြီမှောင်စလည်းပြိုးပြီကျုပ်ကလဲလန်းချောင်းပေးကကပ်ပြီးရှောက်နေတာတားတေးနေပါဦးဟာရှောက်လာကြည်လားအတန်ကြားလို့ကျုပ်လှည့်ကြည့်လိုက်တယ်ဟာမိန်းကလေးဗျကျုပ်နဲ့ရွယ်တူလောက်ပဲရှိမှာရုပ်ကလည်းတနာကမဗျလက်ထဲမှာနွားနင်တန်းတစ်ချောင်းကင်ထားတယ်သူ့နောက်မှာခွေးလေးတစ်ကောင်လည်းပါတယ်ခွေးကအင်းခွေးလို့ခေါ်တဲ့နီညိုညိုလေးဗျပူပြပြခွေးပါဗျာနင်ကဘာတူလဲဘယ်ရွာကလဲငါကမီးလောင်ကုန်းမှာနေတာအခုညောင်ကုန်းကပြန်လာတာနင့်ကိုတွေ့လို့အဖော်ရပြီဆိုပြီးမှီအောင်လိုက်လာတာဒီအချိန်ကြီးမှာနေတယောက်တည်းသွားလို့ဘယ်ကောင်းမှာတော့ငါပြန်လာတော့ကစောသေးတယ်ဟာလမ်းမှာအတိတယောက်နဲ့စကားပြောနေလို့ကြာသွားတာနင်မိုးချုပ်သွားရင်မီးလောင်ကုန်းကိုဘယ်လိုသွားမှာတော့ငါအိမ်ကလူတွေဗန်မွေးကုန်းမှာစောင့်နေကြတယ်အော်အေးဒါဆိုရင်တော်သေးတာပေါ့နှုတ်နင်းကညောင်ကုန်းကိုတယောက်တည်းဘာသွားလို့တာတော့ကျုပ်ကခတ်တုတ်တုတ်ရှောင်ရင်စကားပြောနေတာဗျသူကလည်းကျုံတော့ကခတ်တုတ်တုတ်ရှောင်ရင်ပါလာတာပေါ့ဗျာသူ့ခွေးပူကလည်းကျုပ်တို့ရှေ့ကနေအပြေးသွားနေတာဗျခွေးတွေရဲ့ထုံးစံပေါ့ဗျာနည်းနည်းပြေးလိုက်ရက်လိုက်အနက်ခံလိုက်လုံနေတာဗျဒီလိုတာတေးမီးလောင်ကုန်းဟိုဘက်ဆက်သမြောင်မှာထိခဲ့ရညောင်ပင်ကြီးတပင်ရှိတယ်နင်ကဆက်သမြောင်ဘက်ကိုရောက်ရဲ့လားဟာငါမရောက်တဲ့ရွာရှိမလားဟာတာတေဆိုတဲ့ကောင်ကနေရာတကဆက်ပါတဲ့ကောင်ပဲအေးဟုတ်တယ်ဒါကြောင့်အနီးရွာတွေမှာနင့်ကိုမသိတဲ့သူမရှိတာဟေးဒါကြောင့်နေလဲငါ့ကိုသိနေတယ်ပေါ့ဟုတ်လားအေးလေဟုတ်တာပေါ့ဟာနေပါဦးငါစကားကိုပြန်ဆက်ရအောင်မယ်အဲ့ဒီညောင်ပင်ကြီးမှာဘရင်တွေရှိကြရတရေဖြစ်နေတဲ့ဘကွက်အာနာသားကြီးတယောက်နေတယ်ဟာကြားလာပြီပေါ့အေးဟုတ်တယ်ကြားလာပြီလူတွေကအဲ့ဒီတရေကြီးကိုရုပ်ကစိုးထင်ပြီးတောပူစောပသကြတယ်ဒီတော့လေတရေကြီးစားရတာပေါ့အေးအဲ့ဒီတရေကအခုကျွတ်ထင်ရောက်ပြီဒါပေမဲ့ဒီတိုင်းတော့ကျွတ်မှာမဟုတ်ဘူးသူ့အတွက်ကောင်းမှုကုသိုလ်ကလေးလုပ်ပေးမှကျွတ်မှာအော်ဒါနဲ့ဒီတရေကနာမည်ဘယ်လိုခေါ်တော့ဥပုံနဲ့တရေဖြစ်နေတာနှစ်တွေရာနဲ့ချီနေပြီအော်တနာပါတယ်ဟာအေးငါကလည်းတနာလို့သူ့ကိုကျွတ်အောင်တွားပြီးလုပ်ပေးကြမလို့ကျုပ်လည်းရှောင်းရင်းနဲ့ဗန်မွေးကုန်းကိုရောက်လာပြီဗျို့ရွာတကားဝင်ကန်နေတော့တာတေးဟေးဘာတော့အဲ့ဒီတရေကျွတ်အောင်နင်သွားလုပ်ပေးပါလားဟာငါကဘလို့လုပ်ရမှာတော့ဟာဆက်သမျှဘုံကြီးเจ้าမှာအလှူတန်းလုပ်ပြီးသူ့ကိုတရားနာဖို့ခေါ်လိုက်လေသူလာမှာပေါ့အဲ့ဒီမှာပဲရေးဆက်ချအမျှဝေလိုက်ပေါ့ဟာအေးဒီလောက်ဆိုရင်တော့ငါလုပ်ပေးနိုင်ပါတယ်ဒါထက်ဘယ်တော့လုပ်ပေးရမှာတော့ခုလာမဲ့လက်ွယ်နေလုပ်ရမှာအဲ့ဒီနေ့မှာသူကျွတ်မှာပဲအေးဟုတ်ပြီငါလုပ်ပေးလိုက်မယ်ဟမ်နေပါဦးနင်ကအဲ့ဒီတရေเจ้าကိုဘလို့သိနေတာတော့ဘလို့ပဲသိငါသိလို့နင့်ကိုပြောပြတာပေါ့နင်ကဒါမျိုးတွေကိုကူညီနေကြလေဒီလိုနဲ့ကျုပ်ကရွာထဲဝင်ခဲ့တယ်လှည့်ကြည့်လိုက်တော့ကောင်မလေးနဲ့သူ့ခွေးလေးကရွာတကားပေါ်မှာရက်နေတယ်ဗျဒီတော့ကျုပ်ကဟ
ဟဲ့လာလေဗန်ပွဲကုန်းရောက်နေမှာဘာလုပ်နေတာတော့နင်သွားတော့တာတေးငါရွာထဲမဝင်ရအောင်ဘာနင်ပါပြောတာလဲနင်ကဘာလို့ရွာထဲမဝင်ရတာတော့နေအောင်နင့်နာမည်လည်းငါမမင်းမိပါလားနင့်နာမည်ကဘယ်သူတော့နင်ကတော်တော်မေးတတ်တာကိုတာတေးရဲ့ငါတခြားသူမဟုတ်ဘူးဟဲ့နင်ခဏခဏထမင်းတွေဟင်းတွေခေါ်ခေါ်ကျွေးတဲ့မဖဲဝါလေဟင်နင်ကမဖဲဝါဟုတ်လားဟာအင်းခွေးနီညိုညိုကလေးကချက်ချင်းခွေးနဲ့ကြီးဖြစ်သွားပြီဗျို့ဟုတ်ပါဗျာဒါမဖဲဝါရဲ့ခွေးကြီးပဲနောက်ပေါက်လောက်ရှိတာလေဗျာဒါဆိုရင်ဒါမဖဲဝါသေးကြတာပေါ့ပြေးပြီဗျို့ပြေးပြီကျုပ်ပြေးပြီနောက်ကိုတစ်ချက်မှလှည့်မကြည့်တော့ဘူးဗန်မွေးကုန်းရွာလေလမ်းတိုင်းကျုပ်စွတ်ပြေးနေတော့တာဗျို့ဟတ်တာတေမထသေးဘူးလားနင့်အပတော်ညောင်တုံးမှာလူမမာသတင်းသွားမေးမလို့ဆိုပြီးအစောကြီးလှဲကောက်မောင်းသွားလေရဲ့အမလေးတော်ပါသေးရဲ့ဗျာကျုပ်အိမ်မက်မက်နေတာကိုအိမ်မက်ထဲမှာစွတ်ပြေးနေရတာမောလိုက်တာဗျာအမေလာနိုးပေလို့ပဲမဟုတ်ရင်ကျုပ်မှာဘယ်အထိပြေးနေရမလဲမသိဘူးဗျာကျုပ်အိယာကထပြီးမျက်နှာတက်တယ်တက်တိုက်ဆန်ဆန်ဗျာအဘကလည်းညောင်ကုန်းသွားလို့တဲ့ဒါပေမဲ့ကျုပ်အိမ်မက်ကိုစိတ်ထဲဆွဲသွားတယ်ဗျာကျုပ်ကအိမ်မက်တွေဝါတွေမက်ခဲပါတယ်ကျုပ်ထိုင်တွင်းနေမိတာဗျအိမ်မက်ထဲမှာတွေ့ရတဲ့မက်ဖဲဝါကအချောသားပဲလို့ဒါပေမဲ့မက်ဖဲဝါကရုပ်ပြောင်းရုပ်လွယ်လုံးနိုင်တာတေးကြတယ်ဗျနေအောင်ဗျအိမ်မက်ထဲမှာမက်ဖဲဝါကျုပ်ကိုပြောသွားတဲ့တရေကြီးဥပုံကိစ္စကတကယ်လားဒီတရေကြီးကျွတ်လို့အောင်ကျုပ်တကယ်လုပ်ပေးရမှာလားအိမ်မက်ဖဲဗျာတကယ်ဟုတ်ချင်မှလည်းဟုတ်မှာပါအဲ့လိုတွေးပြီးကျုပ်လည်းမေးမေးပြပြပဲနေလိုက်တာပေါ့ဗျာဒါပေမဲ့စိတ်ထဲမှာကဒါပဲပေါ်ပေါ်လာတယ်တဖြည်းဖြည်းလားခွယ်နေကလည်းနီးလာပြီကျုပ်ဘာလုပ်ရမှန်းတော့မသိတော့ပါဘူးဗျာနောက်ဆုံးတော့ဒီကိစ္စကိုအဘနဲ့မေကိုပြောပြတိုင်ပင်ရတာပေါ့ဗျာဟာလူကလေးကလည်းဒီအိမ်မက်ဖြိုးကမဟုတ်ဖဲနဲ့တော့မမတ်ဘူးကွာဟုတ်လို့ရှိမှာပါအဘသဘောကတော့သွားပြီးလုပ်ပေးလိုက်ပါအဘတို့တန်တရားခီးသွားခြင်းတယောက်ကိုတယောက်ကဲကောင်းပါတယ်ကွာကဲဒီလိုလို့အဲ့ဒီเจ้าမှာဘုန်းကြီး3ပါးနဲ့ကိုရင်2ပါးပဲရှိတာအဘတို့စွန်းနေဟင်းတွေချက်ပေးလိုက်မယ်ပြီးတော့မြို့ကိုသင်္ကန်းတစ်စုံမှာပေးမယ်ဝိထုလဲကတ်လိုက်တိုးတိုးတိတ်ကလေးသွားပြီးစွန့်ကတ်လိုက်ကွာပြီးတော့အဲ့ဒီတရေကြီးကိုအမျှဝေလိုက်ပေါ့လူလေးရာဟုတ်လဲသူကျွတ်လွတ်သွားတာပေါ့ကွာမဟုတ်လဲအဘတို့ကုသိုလ်ရတာပေါ့မဟုတ်ဘူးလားလူလေအဘပြောတာကောင်းသားပဲအေးဒါဆိုရင်တော်ကမြို့ကိုသင်္ကန်းတစ်စုံမှာပေါ့ကျုပ်ကအဖိတ်နဲ့ညကလေးကစွန့်ချက်မယ်လားကွယ်နေမနဲ့စောစောထားပြီးစွန့်ချိုင်းနဲ့သင်္ကန်းယူသွားပေါ့စက်သမြောင်ကတိတ်ဝေးတာမှမဟုတ်တာမီးလောင်ကုန်းကျော်ဆိုရောက်တာပါပဲလားကွယ်နေမနဲ့ရောက်တော့အားလုံးအစင်သစ်ဖြစ်နေပြီဗျအဘမှာထားတဲ့သင်္ကန်းကအဖိတ်နဲ့မရောက်ခင်ကတည်းကရောက်လာတာတက်တိုက်ဆန်ဆန်ဗျာကိုပိန်တို့ကလည်းအဖိတ်နဲ့မှာဝက်ပေါ်လို့အမေကစွန်းဟင်းကိုဝက်သားချက်တယ်ဗျစွန်းကတော့မနဲ့စောစောမှထားချက်တာပေါ့ဗျာကိုကြီးတာတေဘာလုပ်နေတော့ဗျဟက်ကောင်ကြောက်ခဲပါလားစောစီနွားလဲကြီးနဲ့ပါလားဘဲသွားမလို့တော့စက်သမြောင်သွားမလို့ဗျအဘစက်သမြောင်မှာနှမ်းမျိုးသွားယူခိုင်းလို့ဟေးစက်သမြောင်ဟုတ်လားကြောက်ခဲဒါဆိုငါလည်းလှဲကြုံလိုက်မယ်ဟေးဟင်ကိုကြီးတာတေကဘဲသွားမလို့တော့ငါလည်းစက်သမြောင်ကိုသွားမှာဖုန်းကြီးเจ้าကိုသွားမလို့ကွာဟာဒါဆိုလာလေဗျာသွားကြတာပေါ့ကျုပ်ကအမေထည့်ပေးတဲ့စွန်းကြိုက်ကြီးကိုတစ်ဖက်ကဆွဲတစ်ဖက်ကအဘဝယ်ပေးတဲ့သင်္ကန်းတုပ်ကိုပွင့်လို့ပေါ့ဗျာဟာဖုန်းကြီးကိုစွန်းသွားကတ်မှာလားအေးကွာသင်္ကန်းလက်ကတ်မလို့မင်းနဲ့တက်တက်ဆန်ဆန်ကိုကြုံသားကွာကြောက်ခဲရကျုပ်ကနှင်းတန်းကိုကြောက်ခဲစီရယူလိုက်တယ်ဟာနေစမ်းပါဗျာကိုကြီးတာတွေကလည်းအေးစစ်စစ်ထိုင်လိုက်စမ်းပါကျုပ်ဟာကျုံမောင်းပါမယ်ငါမောင်းမယ်လေကြောက်ခဲမမောင်းနဲ့ကျုပ်တို့နွားတွေကနွားကက်ကြီးတွေဗျသူတို့အကြောင်းကိုမသိရင်မောင်းဖို့မလွယ်ဘူးဒါနဲ့ကျုပ်လည်းလဲပေါ်မှာစွန့်ညက်ကလေးကင်ပြီးလိုက်ခဲ့ရတော့တာပေါ့ဗျာအဲလန်းကျောင်းကမီးလောင်ကုန်းတင်းချိုင်းပေးကကတ်သွားရတာဗျအဲ့ဒီနားရောက်တော့ဖဲသမားကိုအောင်ချစ်ကြီးကိုမဖဲဝါရိုက်တက်လိုက်တာကိုတွေးမိပြီးစက်သိန်းတွေတဖြန်းဖြန်းထလာသေးတယ်ဗျအဲ့ဒီကိစ္စကလည်းကိုကြီးအောင်ချစ်ဘက်ကအမှားပါဗျာမဖဲဝါကိုဖဲနိုင်အောင်လုပ်ပေးပါနိုင်ရင်ဘာကျွေးမယ်ညာကျွေးမယ်နဲ့ပြောပြီးတကယ်နိုင်တော့ဂယုတစိုက်ကျွေးမွေးတာမဟုတ်ဘူးဗျဖဲလဲရှုံရောမဖဲဝါကိုမကျွေးမမွေးတဲ့အပြင်ဆဲလိုက်ဆိုးလိုက်သေးတာကျုပ်တားပါတယ်ဗျာကျုပ်ကတားတော့ကျုပ်ကိုယ်တော်ဒီလူကဟောက်လားဟိလားလှုပ်သေးတာနောက်ဆုံးတော့မဖဲဝါကြီးထွက်လာပြီးရိုက်သက်လိုက်တော့တာဗျဒီအကြောင်းကိုကျုပ်ကိုရဲမဖဲဝါစာအုပ်ထဲမှာရေးပြီးပြီလေဗျာမဖက်ရသေးရင်အဲ့ဒီစာအုပ်ကိုရှာဖက်ကြည့်လိုက်ပါအဲ့ဒီမှာဖဲသမားကိုအောင်ချစ်အကြောင်းပါတယ်ဗျကိုရဲမဖဲဝါစာအုပ်ကိုအတန်တွဲဝတ္ထုဖြစ်တင်ဆက်ပေးပါပြီရှင်ကိုကြီးတာတဲ့ပေကုန်းကိုလိုက်ရှာနေတဲ့တရေတွေတော့တခါတည်းကိုကျွတ်ကုန်ကြတာနော်ဟာအဲ့ဒါတရေမဟုတ်ဘူးကွာကြောက်ခဲရသူတို့ကတစီတွေပါဗျာတရေနဲ့တစီကအတူတူပဲမဟုတ်ဘူးလားဗျမဟုတ်ဘူးကြောက်ခဲရဲ့
တရေဆိုတာအာကုသိုလ်ကံတွေကြောင့်အပယ်ပုံရောက်သွားတာတဆေဆိုတာတေကန်နီးမှတစ်ခုခုကိုဆွဲလန်းသွားလို့ဘဝမကူးနိုင်ပဲဖြစ်နေတာပါသူတို့ကတတိကလေးရသွားတာနဲ့ချစ်သွားကြတာကွာတရေကတော့သူ့ရဲ့အာကုသိုလ်ကံကြီးမကုံမချင်းအဲ့ဒီဘဝမှာနေကြရတာအဲ့ဒီကံကြီးကုံသွားတော့မှကျွတ်လွတ်သွားကြတာနှစ်တွေအကြာကြီးနေရတာကွာအော်ဒီလိုလားကိုကြီးတာတေအေးဟုတ်တယ်ကိုကြီးတာတေဘုန်းကြီးเจ้าကိုစွန့်ကြိုက်ပို့ပြီးတာနဲ့ကျုံနဲ့ပြန်လိုက်မှာလားဟာငါပြန်မလိုက်သေးဘူးကြောက်ခဲမင်းပြန်နေတော့ငါဒီမှာလှုပ်ရှားလူတွေနည်းနည်းရှိသေးတယ်ညနေနေချိုမှငါပြန်ခဲ့မယ်ပြီးတော့ဆက်သမျှကိုမရောက်တာလဲကြားနေပြီကွာဒီရွာမှာတငယ်ချင်းတွေနဲ့ရောက်တော့စကားလေးပါလေးပြောအောင်မယ်ကွာအော်ဟုတ်ကဲ့ဒါဆိုနှိုင်းတင်ပြီးရင်ကျုပ်ပြန်နေမယ်အေးပြန်နေဆက်သမျှကိုရောက်တော့ကြောက်ခဲရကျုပ်ကိုဘုန်းကြီးเจ้าရအောင်လှဲနဲ့လိုက်ပို့တာဗျကျုပ်လည်းဆရာတော်ကိုအကျိုးအကြောင်းရှောက်လိုက်တယ်ဟုတ်တယ်ဒါတင်မင်းကိုမတ်ဖဲဝါအိမ်မက်ပေးတယ်ဆိုတာဟုတ်မယ်ကွာအဲ့ဒီညောင်မင်းကြီးမှာတကောင်ကောင်ရှိတာတော့အမှန်ပဲဒီရွာတွေကလူတွေတခါတလေမြင်ကြရတယ်ညောင်မင်းကြီးပေါ်ကိုတက်သွားတာတို့ဆင်းလာတာတို့ပေါ့ကွာအကောင်ထဲတော့မသေးခဲ့ဘူးကွာဖြူဖြူကြီးဆိုပဲသူတို့ကတော့ဒါရုပ်ကစိုးကြီးဆိုပြီးညောင်မင်းမှာမီးတွေဘာတွေပူဇော်ကြအစားအသောက်တွေသွားကက်ကြလုပ်နေကြတာအေးဒါဆိုရင်ဒီမှာစုံပွဲတွေဘာတွေပြင်ခဲ့ပြီးတော့မင်းသွားပင်းလိုက်ပေါ့ကွာဖုံတရားပေးစာသေးသေးချာချာဟောလိုက်မှာပေါ့ပြီးတော့သူ့ကုသိုလ်ကိုရေစက်ချလိုက်ပေါ့ကွာဆက်သမျှအကြောင်းဆရာတော်ကကျုပ်နဲ့ငကိုတွေကတည်ပြီးသားလေဗျာကျုပ်လည်းဆရာတော်မိန့်တဲ့အတိုင်းလှုပ်လိုက်တယ်ဒါပေမဲ့တာတေပဲဗျာဒီတိုင်းတော့ဘယ်လုပ်မလဲကျောင်းအောင်ဆင်းပြီးမျက်ကွင်းစေးကလေးကြပြကွင်းလိုက်တာပေါ့ဗျာပြီးတော့ရွာနောက်ဘက်ကအတိကရညောင်မင်းကြီးရှိတဲ့စီကိုကျုပ်ထွက်လာခဲ့တာညောင်မင်းကြီးကနဲတာမဟုတ်ဘူးဗျအောက်မှာဆိုနေပြောက်တောင်ထိုးတာမဟုတ်ဘူးညောင်မင်းရဲ့တက်တန်းကနဲမှာတော့မဟုတ်ဘူးအနှစ်တရာလောက်တော့ရှိမှာကျုပ်ကညောင်မင်းပေါ်ကိုမော့ကြည့်ပြီးဒီညောင်မင်းမှာနေထိုင်တဲ့ပကွက်အာနာသားကြီးဥပုံဗျာကျုပ်တို့ကခမားအတွက်ကုသိုလ်ကောင်းမှုတွေလုပ်ပေးကြမလို့ပါဆရာတော်ကျောင်းမှာခမားကုသိုလ်ဖြစ်အောင်စွန့်ကပ်ဖို့ပြင်နေကြတယ်ပြီးတော့သင်္ကန်းလဲခမားကုသိုလ်ဖြစ်လှူပေးမှာပြီးရင်ခမားကုသိုလ်ကိုကျုပ်ကခမားကိုစားရေးစက်ချပေးမှာအဲ့ဒါကြောင့်ဆရာတော်ကျောင်းကိုအခုချက်ချင်းလိုက်ခဲ့ပြီးတော့ဥပုံကျုပ်ကပြောပြီးအသာအကဲခန့်နေလိုက်တယ်ဟောတွေ့ပြီဗျို့တွေ့ပြီညောင်မင်းကြီးဘဝကနေဆင်းလာတာဗျို့ဘုံကနေကြည့်တော့ဖြူဖြူကြီးဗျတိတ်တိတ်ချာချာကြည့်တော့ခရောင်းကြိုက်ကြီးနဲ့သမင်ဖားလားကြီးနဲ့ဗျနဲတဲ့ကောင်ကြီးမဟုတ်ဘူးဗျရှာကြီးကလည်းတွဲလောင်းကြီးကြနေတာဗျလူတွေရုတ်တရက်မြင်လိုက်ရင်လန့်ပြီးသေးသွားနိုင်တယ်ကျုပ်ကရှေ့ကနေခက်ပြေးပြေးလျှောက်တယ်တရေကြီးဥပုံကကျုံနောက်ခက်လန်းလန်းကလိုက်လာတာဗျခါကြီးကလည်းကုန်းကုန်းကြီးနဲ့ဗျို့ရှာကြီးကလည်းတွဲလောင်းကြီးကြလို့ဘုန်းကြီးเจ้าရောက်တော့သူเจ้าပေါ်ကိုတက်လို့မရဘူးဗျို့ကျောင်းဝိုင်းထဲမှာထနောင်းပင်ကြီးအောက်မှာမတ်တက်ကြီးရက်နေတယ်ကျုပ်လည်းသူမြင်တော့စွန်းသားเจ้าရဲ့တကားတွေအားလုံးကိုဖွင့်လိုက်ရတယ်ဆရာတော်နဲ့တန်ဃာတော်တွေကကျုပ်ကတဲ့စွန်းကိုဖုံးပေးကြတယ်စွန်းစားပြီးတော့ကျုပ်ကသင်္ကန်းကိုတရေကြီးဥပုံမြေအောင်ထောင်ပြပြီးဆရာတော်ကိုကတ်တယ်ဟာဟုတ်တယ်ဗျို့မဖဲဝါပြောတာသေကြတယ်တရေကြီးကကြွချင်ရောက်လို့ထင်ရဲ့လက်အုပ်ကြီးချီလို့ဗျကျုပ်ကကျုပ်မြင်တာကိုဆရာတော်ကိုရှောက်တော့ဆရာတော်ကလည်းဝမ်းသာပီတိဖြစ်ပြီးတရေကြီးကြောင်းတရားဟောတယ်တေးသေးချာချာကိုတရားနာတာဗျို့ဥပုံတရေကြီးကမြေကြီးမှာဒူးကြီးတုပ်ပြီးလက်အုပ်ကိုတေးသေးချာချီပြီးတရားနာတာဆရာတော်ကတရားဆုံးတော့ရေစက်ချခိုင်းတယ်ဥပုံရေခမည်းအတွက်ကျုပ်ရေစက်ချပေးမယ်ဆိုပြီးရေစက်ချပေးတယ်ရေစက်ချလို့ပြီးတော့ကုသိုလ်ကောင်းမှုကိုကျုပ်ကအမျှဝေတယ်ဆရာတော်တန်ဃာတွေရောကိုရင်တွေပါတာတို့ဝိုင်းခေါ်ပေးကြတယ်ဟာဥပုံလဲတာတို့ခေါ်နိုင်တယ်ဗျို့တာတို့ခေါ်နေတယ်ပြီးတော့ဆရာတော်ကိုတေးသေးချာချာရှ िख ိုးတယ်ကျုပ်ကိုသူ့မျက်လုံးကြီးကြီးတွေနဲ့စိုက်ကြည့်နေတယ်ဗျကျေးဇူးတင်တယ်လို့ပြောတယ်ထင်ပါရဲ့ဗျာဟောပျောက်သွားပြီဗျို့ပျောက်သွားပြီတရေကြီးဥပုံချက်ချင်းကိုပျောက်သွားတာဗျို့ကျုပ်ကဒီအကြောင်းဆရာတော်ကိုလျှောက်တော့ဆရာတော်ကပြုံးပြီးပီတိဖြစ်နေတာပေါ့ဗျာစိုးလိုက်တဲ့ဘဝနဲ့ဘယင်ကအာနာပကွက်သားခံတဲ့တက်လိုက်ရတဲ့လူတွေနဲမှာမဟုတ်ဘူးအပယ်ပုံသားကြီးဖြစ်နေလိုက်တာနှစ်ပေါင်းဘယ်လောက်များရှိလဲတော့မသိဘူးကွယ်မောင်တာတွေရဲ့မှန်ပါဗျာမဖဲဝါအိမ်မက်ထဲမှာပြောတာကတော့နှစ်ရာနဲ့ချီနေပြီလို့ပြောတယ်ဗျာအေးဟုတ်လောက်တာပေါ့ကွယ်ကြောက်စရာတဲလဲကောင်းပါလားကွယ်ကဲမောင်တာတွေလဲထမင်းစားတော့ဟဲ့နှုတ်ဘဲချင်းပြန်มาတော့တပည့်တော်စက်သမြောင်မရောက်တာကြာနေပြီဗျာရွာတွေကတပည့်တော်ရဲ့တငယ်ချင်းတွေစီမှာအေးဆေးစကားပြောပြီးမှရွာပြန်မယ်ဗျာမင်းတငယ်ချင်းတွေကဘသူတွေတော့ရွာလေပိုင်းကမောင်ချစ်တို့ဖိုးစီတို့ပါဗျာအော်ဖိုးစီတို့နဲ့ခင်သလားကွယ်မှန်လားပါတပည့်တော်တို့မြို့เจ้าမှာအတူတူတက်တာပါဗျာဟ
အော်အေးကဲဖုံတော့အလုံးစခန်းလေးဝင်တော့မယ်ကွယ်မှန်လားပါဗျာဒါဆိုတပည့်တော်တခါတည်းကြော့လိုက်တော့မယ်နော်ဖေဟာအေးကြော့ကျုပ်ကဆရာတော်ကိုကြော့လိုက်တယ်မောင်တာတေလိုရင်ဆန္ဒပြည့်ဝပါစေဒီရုပ်ဒီခန္ဓာနဲ့နိဗ္ဗာန်ရောက်ကြောင်းတရားထုတရားမြတ်ကိုကျင့်ကြံအားထုတ်နိုင်သူဖြစ်ပါစေကွယ်ပြည့်တဲ့ဆုနဲ့ပြည့်ရပါလို့ဤဖေဟာကျုပ်ဆရာတော်เจ้าမှာထမင်းစားပြီးဥပဇင်းတွေနဲ့စကားထိုင်ပြောနေသေးတယ်ဗျဥပဇင်းတွေကလည်းကျုပ်ကိုတီးကြတာဆိုတော့မဖဲဝါเจ้าကိုမေးနေကြတာဗျတာတေရေဥပဇင်းတို့ကထင်ထားတာကမဖဲဝါဆိုတာပုံမြင်တပုတ်ပဲလို့ထင်တာတကယ်ရှိတယ်လို့ကိုမထင်ဘူးကွမဖဲဝါတကယ်ရှိတာပါဖေဟာတပည့်တော်ကကိုရိပါဖေဟာအေးအခုမှပဲဥပဇင်းတို့ကယုံတော့တာကွကျုပ်လဲကျုပ်အတွေ့အကြုံကလေးတွေကိုဥပဇင်းတွေကိုပြောပြရတာပေါ့ဗျာနို့မဖဲဝါနဲ့မောင်တာတွေနဲ့ကဘလို့များပတ်သက်မှုရှိလို့လဲကွအဲ့ဒါတော့တပည့်တော်မသိပါဘူးဗျာတပည့်တော်တို့ရွာပို့ပိုက်အောင်ကျောင်းဆရာတော်ရဲ့မေတော်ကြီးကိုဖုတ်ဝင်တော့ကဆရာတယောက်ကမဖဲဝါကိုပင့်ပြီးအကူညီတောင်းတာကိုတပည့်တော်ကကိုယ်တိုင်ပါဝင်ခဲ့ရတာဆိုတော့အဲ့ဒါကိုမှတ်ထားပြီးအဲ့ဒီဆရာကြီးလုပ်သလိုမဖဲဝါကိုပင့်တာပါဗျာနို့မောင်တာတွေပင့်တော့မဖဲဝါလာသလားကွမှန်ပါဗျာအမြဲတမ်းလာပါတယ်ဗျာဒါဆိုရင်မောင်တာတင်မှာလဲသူတို့ကိုပင့်နိုင်တဲ့အကြောင်းကရှိနေလို့ဖြစ်မှာပေါ့ကွယ်ဒါတော့တပည့်တော်မသိပါဘူးဖေမောင်တာတင်ဆေးတွေဝါးတွေရောထိုးဘူးသလားကွယ်တပည့်တော်ဘာဆေးဝါးမှမထိုးဘူးပါဘူးဖေအင်းတွေဘာတွေရောတောက်ဘူးသလားကွယ်အင်းတော့တောက်ဘူးတယ်ဖေဆရာကြီးစိုင်းတော်ဘာတို့ကိုလိုက်ပြီးကူညီတော့ကတပည့်တော်အင်းတိုက်တဲ့အခါတိုက်ပါတယ်ဖေအေးလူဆိုတာကလည်းဘဝတွေအဆက်ဆက်ရှိခဲ့တာမဟုတ်လားတရဝါတွေဟာတယောက်နဲ့တယောက်ဒီဘဝမပတ်သက်ရင်တော့တခြားဘဝတွေမှာပတ်သက်ခဲ့တာတွေရှိကြတာပဲဒါကြောင့်လိုက်ပြီးကူညီနေတာလဲဖြစ်ချင်ဖြစ်မှာပေါ့ကွယ်ကဲမောင်တာတွေလည်းဒီရွာရောက်တော့သွားစရာရှိတာသွားအောင်ကွယ်ကျုပ်လည်းဥပဇင်းတွေကိုကြော့ပြီးထွက်လာခဲ့တယ်စွန့်ကြိုက်လို့ကိုကျုပ်ပြန်ဆွဲခဲ့ရတာပေါ့ဗျာရွာလေပိုင်းကိုရောက်တော့မောင်ချစ်နဲ့ဖိုးစီကိုတွေ့တယ်ဗျဒီကောင်တွေလည်းကျုပ်ကိုတွေ့တော့အန်အော်ဘီဝမ်းသာကြတာပေါ့ဗျာကျုပ်ကတော့အမေဆုံးကတ်ခိုင်းလို့လာကတ်တယ်လို့ပဲပြောရတာပေါ့ဒီကောင်နှစ်ယောက်နဲ့ကျုပ်နဲ့ထိုင်ပြီးစကားပြောလိုက်ကြတာညနေကိုစောင်းရောဗျာပြီးတော့မှကျုပ်ဒီကောင်တစ်ကောင်နှုတ်ဆက်ပြီးပြန်လာခဲ့ရတယ်ကျုပ်ကမိုးမချုပ်ခင်အိမ်ရောက်ပြန်ဖို့စိတ်ကူးထားတာဗျဘာဖြစ်လို့လဲဆိုတော့ကျုပ်စောစောကမျက်ကွင်းစေးကွင်းထားတာလေအဲ့ဒါကိုပြန်ဖြတ်ဖို့ကျုပ်ကနနွင်းဖြူဘွားကွင်းကမေ့ကြံခဲ့တယ်ဒီတော့ကျုပ်မျက်စိကနနာဘွားတွေကိုမြင်နေတော့မှာဗျဒါကြောင့်စောစောပြန်ကျင်တာမောင်ချင်းနဲ့ဘိုးစီကလည်းကျုပ်ကိုဆွဲထားနေတော့နေအောင်ဆောင်းသွားရောပြုတ်ကျုပ်လည်းအမေစွန်းကြအလုံးကိုလက်ကဆွဲရင်စက်သမြောင်ကပြန်လာခဲ့တယ်စက်သမြောင်ကထွက်လာကြတဲ့မှောင်ရီတန်းနေပြီဗျစက်သမြောင်ထန်းတော့ရောက်တော့ပဲမိုးကချုပ်နေပြီထန်းတဲ့ကလေးတွေရှိတော့လူကတော့မပြတ်ဘူးဗျထန်းသမားတွေရဲ့ကလေးတွေတောင်တဲရှိမှာပြေးလွှားကစားနေကြတော့ထန်းတော့ကြော်တော့ဒီရွာသားတွေယာကြီးလို့ခေါ်တဲ့နေရာဗျယာကွင်းကျဲကြီးကိုယာကြီးလို့ခေါ်ကြတာပေါ့ဗျာလူတော့ပြတ်သွားပြီပေါ့ကျေအောင်နဲ့ကိုကျုပ်တို့ကသွားနေကြပါဒီလိုနဲ့ကျုပ်တယောက်တည်းရာခင်းတွေတခင်းပြီးတခင်းချက်လျှောက်လာခဲ့တာပေါ့ဗျာညခွေးစစ်ကွင်းထားပေမဲ့အခုထိတော့ဘာမှကိုမတွေးရပါဘူးဗျာနန္ဒဘွားဆိုတာလဲကွင်းရိုးကျင်းရိုးမှာသွားကျင်တိုင်းရှောက်သွားနေကြတော့မဟုတ်ဘူးဗျသူတို့မှလည်းသူတို့စီးကန်းနဲ့ထိန်းချုပ်နဲ့ရှိပုံရတယ်ဗျကျုပ်ရှောက်ရင်းနဲ့မီးလောင်ကုန်းကိုတော့လှမ်းမြင်နေရပြီဗျို့မီးလောင်ကုန်းကိုရွာထဲကမဖြတ်တော့ဘူးလို့ကျုပ်စိတ်ကူးလိုက်တယ်ရွာပြင်လန်းကပဲထနောင်းကုန်းကိုသွားမယ်ရွာထဲဝင်ဟိုလူကဆွဲထားဒီလူကဆွဲထားနဲ့ကျုပ်ဒီညရွာပြင်ရောက်မှာမဟုတ်ဘူးဗျဒါနဲ့ပဲကျုပ်မီးလောင်ကုန်းရွာပြင်ကလမ်းကပဲလာခဲ့တယ်ဒါကတော့တောအုပ်ကလေးပေးကဖျက်ရတာပေါ့ဗျာဒီနေရာတွေကတာတင်ငယ်ကလေးကနေရောညောသွားနေကြနေရာတွေပါတောအုပ်ကလေးကြော်တော့မြရပင်တွေပေါက်နေတဲ့ကုန်းကလေးကိုရောက်ရောဗျမြရတော်ကလေးအလယ်မှာလူသွားလမ်းဖိုးဖွေးကလေးရှိတယ်အဲ့ဒီလမ်းကလေးတိုင်းကျုပ်ရှောက်လာလိုက်တာအတော်ကလေးရှောက်ပြီးတော့ဟာကျုပ်ပါစကရောင်ပြီးអော်လိုက်မိတယ်ခွေးကြီးပြို့ကျုပ်သွားမဲ့လမ်းကလေးမှာပိတ်ပြီးရက်နေတာဗျကျုပ်သေးချာကြည့်လိုက်တော့မှဒါမဖဲဝါရဲ့ခွေးကြီးပဲဗျကျုပ်ဖြင့်စက်သိန်းတွေတဖြည်းဖြည်းထသွားတာပြို့ကျုပ်မှားသွားပြီထင်တယ်စောစောကလေးကမီးလောင်ကုန်းရွာထဲကဖြတ်လိုက်ရင်ကောင်းသားလို့တွေးလိုက်မိတယ်ခုမှတော့နောက်ပြန်လဲလို့လည်းမမီတော့ဘူးလေအချိန်နေကြည့်ပြီးရင်ဆိုင်ရတော့မှာပေါ့ဗျာဟောမဖဲဝါရဲ့ခွေးကြီးကကျုပ်ကိုမန်းဖီးနေတာမဟုတ်ဘူးဗျအမီးလုပ်ပြီးကြိုးစိုးနေတာဗျတခင်တို့ရင်ခွေးတွေလှုပ်တတ်တဲ့ပုံမျိုးပေါ့ဗျာဒါပေမဲ့ခွေးကခက်သေးသေးမဟုတ်ဘူးပြို့နွားပေါက်လောက်ရှိတဲ့အကောင်ကြီးဗျမျက်လုံးကြီးတွေကရဲနေတာပါဇက်ထဲကအဆွဲကြီးတွေလည်းဖွေးလို့ဗျဒါပေမဲ့ဒီခွေးကြီးကအမီးတလုံးလုံးနဲ့ကျုပ်ကိုတအီလုံနေတာဟောနောက်ကိုလှည့်ပြီးလမ်းကလေးတိုင်းသွားပြီဗျဟောရက်ပြီ
ကျုပ်ကိုအမိလှုပ်ပြနေတယ်ပါဇက်ကလည်းတအီအီနဲ့လုံနေတာဗျဒီကောင်ကျုပ်ကိုခေါ်နေတာဗျသူ့နောက်ကလိုက်ခဲ့ဖို့ခေါ်နေတာဟောသွားပြန်ပြီဟာရက်ပြန်ပြီကျုပ်ကိုလှည့်ကြည့်ပြီးအမိလှုပ်ပြနေပြန်ပြီဗျကျုပ်မှလည်းသွားစီရာဒီတလန်းရှိတော့ဘယ်လိုလုပ်ရပါမလဲကဲကွာမထူးပါဘူးသူ့နောက်ကလိုက်သွားရတော့မှာပဲလို့ကျုပ်တွေးပြီးသူ့နောက်ကလိုက်တယ်မဖဲဝါရဲ့ခွေးကြီးကရှေ့ရသွားကျုပ်ကနောက်ကလိုက်တယ်ညရတော်လန်းကလေးစုံရောခွန်းနဲ့ကြီးကကျုပ်ကိုတစ်ချက်လှမ်းကြည့်ပြီးအမိလှုပ်ပြသေးတယ်ဗျသူ့နောက်မှာကျုပ်ပါလာမှန်းသိတော့မြောက်ဖက်ကိုချိုးချသွားတယ်ကျုပ်လည်းသူ့နောက်ကလိုက်ရတာပေါ့ဗျာကျုပ်စိတ်ထဲမှာနည်းနည်းတော့ထင်သွားတယ်ဒီညရတော်လန်းကလေးကိုကျုပ်ခဏခဏရှောက်ဖူးတာပဲဗျလမ်းကဒီလောက်မရှိပါဘူးဒီလိုအချိုးအကွေတွေလည်းမရှိပါဘူးလမ်းလေးကတော်တော်ရှည်တာဗျကျုပ်ဒီလမ်းလေးမှာရှောက်နေရတာကြည့်ပဲနိုင်ဝက်ကြော်လောက်ရှိနေပြီခွေးရနောက်တစ်ခါတောင်ဘက်ကိုချိုးတယ်ဗျာကျုပ်လည်းသူ့နောက်ကလိုက်ချိုးတယ်ဟာအင်ကြီးတစ်လုံးပါလားကျုပ်တုံငနဲ့ရက်လိုက်တယ်မဖဲဝါရဲ့ခွေးကြီးလဲရက်ပြီးကျုပ်ကိုကြည့်နေတယ်အမီးကြီးကတော့တစ်လုံးလုံးနဲ့ပဲဗျကျုပ်ကိုသူဒီအိမ်ကိုခေါ်လာတာပါလားကျုပ်မဝင်ရဲဘူးတိုက်ပြက်ကြီးဗျနှစ်ထပ်အိမ်ကြီးရှေးခေတ်ကလေးကစောက်ထားခဲ့တဲ့အိမ်ကြီးဗျအပေါ်ထက်မှာပဒင်းပေါက်တကားတွေတောင်ပြုတ်ပြီးတွဲလောင်းကျနေတယ်ဟောခွေးရကျုပ်ကိုခေါ်နေတာဗျကျုပ်ဘယ်ဝင်ရဲပါမလဲအိမ်ထဲမှာတော့မီးလင်းနေတယ်ဟာဒီကောင်ဦးပြီးပြို့ဆွငင်ကြီးဦးလိုက်တာဟာအိမ်ကြီးတွေကလူထွက်လာတယ်ဗျကျုပ်ကိုမြင်တော့ရက်သွားတယ်အိမ်ထဲကဖြာထွက်နေတဲ့မီးရအောင်မှာကျုပ်တွေ့လိုက်ရတာမိန်းမတစ်ယောက်ဗျသပင်ဖားလာချထားတယ်တာတေဘာမှမကြောက်နဲ့လာပါဟာကျုပ်ကိုသိနေပါလားကဲဟာဘာဖြစ်ဖြစ်ခုနေထွက်ပြေးလို့လဲဒီခွေးကြီးကလိုက်ကြိုက်ချင်ကြိုက်နေမှာအိမ်ထဲဝင်လိုက်တာပဲကောင်းပါတယ်ကျုပ်အိမ်ထဲဝင်ဖို့ဆုံးဖြတ်လိုက်တယ်အိမ်ကြီးထဲကိုဝင်တဲ့လမ်းကအုပ်စီထားတဲ့လမ်းကလေးဗျဘေးတစ်ဖက်တစ်ချက်မှာပြိုမနိုင်ပန်းပင်လေးတွေရှိတယ်ပန်းတွေဖွေးဖွေးလို့ပွင့်နေတာဗျအုပ်လန်းကလေးအလယ်လောက်ရောက်တော့ယူဇနာပင်တွေဗျပွင့်နေလိုက်ကြတာဖွေးနေတာပါပဲဗျယူဇနာပန်းရဲ့ချိုးရီအနံ့ကကျုပ်နှာခေါင်းထဲကိုဝင်လာတယ်ကျုပ်ခွေးကြီးကိုသတိရပြီးနောက်ကိုလှည့်ကြည့်တော့ဖေးကျုံနောက်နားမှာပါလာတာကိုဗျလာပါတာတေမကြောက်ပါနဲ့ဟောဟိုညကကျုပ်အိမ်မက်ထဲမှာတွေ့တဲ့ကောင်မလေးပဲဗျတော်သေးတာပေါ့ဗျာဒီအသွင်သဏ္ဍာန်နဲ့တွေ့ရပြီလို့ပေါ့ကျုပ်သင်းချမ်းတွေထဲမှာမြင်နေရတဲ့အရက်10ပေလောက်ကြီးသာဆိုရင်ကျုပ်ဒီနေရာမှာတဲ့နှလုံးခုန်ရက်မှာသေးကြတယ်ဗျအိမ်မက်ထဲကမက်ဖဲဝါပါပဲတာတေနင်စက်သမြောင်ကိုသွားတာငါသိတယ်ဥပုံကြီးကျွတ်သွားပြီဝမ်းသာဖို့ကောင်းပါတယ်နင်လဲကုသိုလ်အများကြီးရသွားပြီကျုပ်ကမက်ဖဲဝါရဲ့အိမ်ကြီးတဲ့ကိုလိုက်ကြည့်တယ်တော်တော်ကျဲတဲ့အိမ်ကြီးဗျဒါပေမဲ့တက်တန်း100ကျော်လောက်တော့ရှိပြီထင်တယ်တော်တော်ကိုဟောင်းနှွမ်းနေတာတာတေထိုင်လေမဖဲဝါကျုပ်ကိုကလထိုင်ကြီးတစ်လုံးကိုလက်ညှိုးထိုးပြတယ်ကလထိုင်ကကနုတ်ပန်းတွေနဲ့ဗျတော်တော်ကြီးတာတခါတော့ကလူကြီးကြီးတွေထိုင်တာထင်တယ်ရွှေတွေလည်းချထားတယ်အခုတော့ဟောင်းနှွမ်းပြီးရွှေတွေလည်းအကွက်လိုက်ကွာနေပြီဗျကျုပ်ကလထိုင်မှာဝင်ထိုင်တယ်ကျုပ်လက်ထဲကအမေးကြံကိုလည်းအောက်မချပဲကင်ထားတယ်ဗျကျုပ်ကအကြံနဲ့လေအချောင်းဆိုရင်ဒီကြိုက်နဲ့လွှဲရိုက်ပြီးကျုပ်စွတ်ပြေးမယ်လို့တွေးနေတာဗျအမေကြံကကြွေရတော့9စင်းကြိုက်လေဗျာတာတေနင်းကြံကြီးကိုအောက်ချထားလိုက်လေကင်ထားရတာ404သနာနဲ့ဒီမှာဒီကြိုက်နဲ့ရိုက်ပြီးထွက်ပြေးရမယ်သူဘယ်သူမှမရှိပါဘူးဟာကျုပ်တွေးတာကိုပါသူသိနေပါလားကျုပ်လည်းလက်ထဲကကြိုက်ကိုကျမ်းမြင်ပေါ်ချထားလိုက်တယ်တာတေနင်ပိုက်စာနေတယ်မလားဘာစားကျင်တယ်လဲငါနင်စားကျင်တာကိုကြွေးလို့ရတယ်ပြောဟိုနေ့ညအိမ်မက်ထဲမှာတွေ့တော့ကတော့ကျုပ်ကသူ့ကိုမဖဲဝါမှန်းမသိလို့နေနဲ့ငါနဲ့ပြောခဲ့တာဗျအခုတော့ကျုပ်ကြက်သိန်းတွေတဖြန်းဖြန်းထနေတာဗျဘာမှလည်းမပြောရဲဘူးဗျဟိုကျုပ်ဘာမှမစားချင်ပါဘူးတင်းချမ်းရှင်မကြီးဟာတာတေးကလည်းနင်ဘာမှအန်ရမဖြစ်စေရပါဘူးစားချင်တာပြောပါကျုပ်ဖြင့်ဗျအံ့ဩလိုက်တာအလွန်ကြမ်းတမ်းတဲ့မဖဲဝါကြီးကအခုကျတော့အတော့ကိုယဉ်ကျေးတာဗျကျုပ်ဖြင့်ယုံအောင်မယုံနိုင်အောင်ပါပဲတာတေးငါ့ကိုမအံ့ဩနဲ့ငါကြိုက်တဲ့အသွင်ကိုယူလို့ရတယ်ဟဲ့ဟောကျုပ်တွေးတာကိုသိနေတာဗျကျုပ်ဖြင့်ဗျတွေးတော်မတွေးရတော့ဘူးဗျဟောထွက်လာကြပြီဗျထွက်လာကြပြီငွေပန်းလေးတွေကိုင်းလို့ဗျအမလေးကြောက်စရာကြီးတွေဗျသပင်ဖားလာကြီးနဲ့ထမင်ကြီးရင်ရှားထားတာတယောက်ဗျနှစ်ဖူးတဲ့မှာမျက်လုံးကြီးတစ်လုံးပဲပါတယ်ပါဇက်ကလည်းပြဲပြဲကြီးဗျလက်ထဲကပန်းကိုကျုပ်ရှိရတစ်သားစပွဲခုံပေါ်တင်လိုက်တယ်ဟောနောက်တစ်ယောက်အမလေးန
နေရွက်ကြီးကအကြီးကြီးပါလားဗျာတကိုယ်လုံးမှာလည်းအမွှေးရှည်ကြီးတွေဖုံးလို့ဗျာဟာရှာနေကြီးကပါဇက်ကြီးတွေကတွဲလောင်းကြီးကျနေတာတထောင်လောက်ရှိမယ်ထင်တယ်ယောက်ျားလားမိန်းမလားတော့မသိဘူးဗျာလက်ထဲကငွေလင်မန်းကိုကျုပ်800ခုံပေါ်လာချတယ်ပြီးတော့မဖဲဝါရဲ့နောက်မှာသွားပြီးရိုးရိုးကလေးတွေရက်နေကြတယ်ကျုပ်ကသူတို့ကိုလိုက်ကြည့်နေတော့မဖဲဝါကျုပ်ကိုမေးတယ်တာတေနင်သူတို့ကိုမြင်ရလားမြင်ရပါတယ်တင်ကြားရှင်မကြီးဗျာဟဲ့နင်ဘာဖြစ်လို့မြင်ရတာတော့ကျုပ်စေးကွင်းထားလို့ပါတင်ကြားရှင်မကြီးအော်ဒါကြောင့်ကိုနင်ဒီစေးပဲရတော့ဆရာကြီးနှုံဖပေးတာပါမဖဲဝါအော်နင်နဲ့ထိုက်လို့နေရတာပေါ့ဒီစေးကိုနေရတကာမသုံးရဘူးတာတေကျုပ်မသုံးပါဘူးတင်ကြားရှင်မကြီးဒီနေ့ဥပုံကြီးကျွတ်ရက်လားလို့ဆိုတာသိကျင်လို့ကျုပ်ကွင်းသွားတာပါကဲတာတေဆာကျုပ်စပွဲပေါ်ကိုလှမ်းကြည့်လိုက်တယ်ရွှေရောင်ဝင်းနေတဲ့ငပြောသီးတွေကတပန်းဗျာညိုပြီးပြောင်နေတဲ့ညိုတိုအသီးတွေကတပန်းကျုပ်ပဲစားရပါမလဲဗျာဒါပေမဲ့မစားဘဲလည်းမနေနိုင်ဘူးဗျကဲဖြစ်ချင်ရဖြစ်ဆိုပြီးငပြောသီးတစ်လုံးကိုခွာစားလိုက်တယ်ဟာကောင်းလိုက်တာဗျာကျုပ်စည်းသီးလိုအသီးတွေကိုတစ်လုံးယူစားလိုက်တယ်ကောင်းလိုက်တာချိုပြီးမှုေးနေတာဗျချက်ချင်းကိုအားတွေပြည့်သွားသလိုပဲကျုပ်ကိုပြန်ခွင့်ပြုရမှာဖဲဝါကျုပ်ကအရေးစွန်ပြီးခွင့်တောင်းကြည့်တယ်အေးပြန်မတာတေငါနှစ်ကိုကြုံတော့အိမ်လဲခေါ်တာပါကျုပ်ဘာမှမပြောတော့ပဲထားလိုက်တယ်ကျန်းကိုလက်ကဆွဲပြီးမဖဲဝါရဲ့အိမ်ကြီးထဲကနေထွက်ခဲ့တယ်ခွေးကြီးကတော့မတွေ့တော့ဘူးဗျတုတ်နဲ့ရှောက်လာလိုက်တာနည်းနည်းကလေးလှမ်းလာတော့ကျုပ်နောက်ကိုဖြတ်ကနေလှည့်ကြည့်လိုက်တယ်ဟာတင်းချိုင်းကုန်းကြီးပါလားစောကကျုပ်ထွက်လာတဲ့အိမ်ကြီးကိုအစအနတောင်မတွေ့ရတော့ဘူးဗျတင်းချိုင်းကုန်းကြီးပဲတွေ့ရတယ်ဟုတ်တာပေါ့ဒါမီးလောင်ကုန်းရွာတင်းချိုင်းမယ်ဖဲသမားကွန်အောင်ကျုပ်ကိုမဖဲဝါရိုက်တာဒီတင်းချိုင်းကုန်းပဲလေဒါဆိုမဖဲဝါရဲ့အိမ်ကဒီနေရာမှာရှိတာလားဒါမှမဟုတ်လူကိုလည်းကြိုက်တဲ့အသွင်ပြောင်းလို့ရသလိုအိမ်ကိုလည်းကြိုက်တဲ့အသွင်နဲ့ကြိုက်သလိုဖန်ဆင်းနိုင်တာလားမီးလောင်ကုန်းရွာရဲ့တင်းချိုင်းကြီးမှာမဖဲဝါရဲ့အိမ်ကြီးတကယ်ရှိတာလားကျုပ်ကိုသူခိုင်းတာလုပ်ပေးလို့သူဒီအိမ်ကိုဒီနေရာမှာခဏဖန်ဆင်းပြပြီးအိမ်လဲခေါ်တာလားကျုပ်လည်းတွေးလို့မရပါဘူးဗျာဘာပဲပြောပေါ့ဗျာကျုပ်စားခဲ့တဲ့ငပြောသီးနဲ့ဇီးသီးလိုအသီးတွေကတကယ့်ကိုကောင်းတာပြို့အဲ့ဒီညကျုပ်အိမ်ပြန်ရောက်တော့10 နာရီတောင်ထိုးပြီပြို့အဘနဲ့အမေကကျုပ်ကိုစိတ်ပူတာပေါ့ဗျာကျုပ်ကမီးလောင်ကုန်းကအတိအိမ်မှာဝင်ပြီးစကားပြောနေလို့ပါလို့ပြောရတာပေါ့ပြီးတော့အဘနဲ့အမေကိုဥပုံကြီးကျွတ်လွတ်သွားတဲ့အကြောင်းပြောပြတော့အဘတို့လည်းဝမ်းသာကြတာပေါ့ဗျာကျုပ်ကတော့မျက်ကွင်းစေးကိုနွင်းပြူသွင်းပြီးကြပြဖြတ်ပစ်လိုက်ရတာပေါ့ခမရောမဖဲဝါရဲ့အိမ်ကိုသွားလဲကြည့်ကျင်နေလားတာတေနောက်ထပ်ဇာတ်လမ်းတွေနားထောင်ကြသေးတယ်ဆိုရင် subscribe ဆိုတဲ့အနီအောင်စာတန်းလေးကိုနှိပ်ထားဖို့မမေ့ပါနဲ့နော်ကျေးဇူးတင်ပါတယ်ရှင်